အစ်စရမကျန်နေရနေပြန်လဲကြိုဆိုလိုက်ပါတယ်ညီမနာမည်ကတော့ဆွန်နန်ဖြစ်ပါတယ်ဆွန်နန်ကအခုပကံမှာရောက်ရှိနေရဖြစ်တဲ့အတွက်ပကံကပကံ launch မြန်မာဟိုတယ်လေးကိုပြတ်မှာဖြစ်ပါတယ်အဲ့တော့ဆွန်နန်နဲ့အတူတက်ကြည့်ရအောင်Wow အထက်မှာ lobby ကအကြီးပဲထင်တယ် Wow အရန်ကိုခမ်းနားတယ်လို့ပြောရမလားဆိုနန်တို့ဒီပေါ့နော်ဒီမြန်မာရိုးရာဒီပြုစုကရှေးဟောင်းပုံစံမျိုးလေးတည်ထင်လာတာဖြစ်တဲ့အတွက်အရန်ကြီးကိုမှစိတ်ဝင်စားစရာအရန်ကောင်းတယ်အရန်ကြီးလည်းကြီးကျယ်ခမ်းနားတယ်ဒါလေးကိုပဲကြည့်လိုက်အောင်တော်ရိုးလားမကြည့်အောင် height ကိုကြည့်ဒါကိုပဲအရင်ကြည့်လိုက်မြမရိုးရလုံးဝပကံရဲ့အနှစ်သာရလေးပေါ့လော်ဘီကအရန်အကျယ်ကြီးပဲပြီးတော့လေစနံပြအောင်မယ်ဟိုးမှာတွေ့လားစင်တော်လာတယ်အဲ့လိုပြောမလဲရှေးဟောင်းဆက်ဆံ whiteမျိုးအော်ဒီမှာနောက်တစ်ခုရှိပြီဒါဆိုရင်တော့တနခါပေါ့နော်ဆွန်နန်တို့ဒီမြန်မာလူမျိုးတွေဆိုရင်ဒီတနခါကကိုရီးယားအသားရည်ပေါ်မှာလိမ့်ရတယ်မျက်နှာပေါ်မှာလိမ့်ရတယ်အသားရည်လှပမှုဆိုပြေမှုပေါ့နော်အဲ့အတွက်လိမ့်ရတယ်အဲ့တော့ဆွန်နန်ကဒါကိုပြီးမှလိမ့်မယ်ဆွန်နန်အရင်ကြိုက်တဲ့တနခါဒီမှာဘီလျက်ခုံလေးကိုပြမယ် How about that Bring it on back How about that How about that ဆွန်နန်ကအခုလေးလက်ထုတ်ပြီးပြီဆိုတော့ဆွန်နန်အခန်းလေးတော့ကြည့်လိုက်ရမှာနော်အခန်းလေးလိုက်ပတ်ကြည့်အောင်မယ်အခန်းလေးကဘယ်လိုပုံစံလေးတွေလဲဆိုတော့အဲ့တော့အထက်မှာတော့ကြည့်ကြမယ်ဝါးရေကူးကန်လည်းရေကူးကန်ရှိရဲ့အတွက်ဆွန်နန်ကဒီမှာပြီးမှရေလောက်ကူပဲပေါ့နော်အခုအခန်းလေးကိုဆွန်နန်လိုက်ပြဆွန်နန်ကအခုဒီဟိုတယ်ကိုအခန်းထဲဝင်ရတော့မှာဆိုတော့ဟိုတယ်ကြီးကအရန်နဲ့ကြီးမားတဲ့အတွက်ဘယ်ကီနဲ့ဆိုတော့ဆွန်နန်တို့လောက်ခေါ်မှာပေါ့နော်အဲ့တော့ဆွန်နန်တို့ကဒီမှာပန်းကြံကြီးလည်းရှိရဲ့အဲ့တော့ဆွန်နန်တို့ဒီဟိုတယ်တစ်ခုလုံးကိုလိုက်ပတ်ကြည့်လို့ရတယ်ဒီမှာဟိုတယ်ထဲသွားဖို့ဆိုရင်ပေါ့နော်ပက်ကီလာဖို့အတွက်အကြိုင်းစောင့်ကြလည်းမလို့အဲ့တော့ဟိုတယ်ထဲကိုသွားမယ်ပန်းချန်ရှိရဲမသိရင်ဇူးကိုပတ်နေရတယ်လို့ပဲပေါ့ရောက်ပြီ
ဟာတယ်ရောက်ပြီအခန်းရှိလည်းရောက်ပြီဆိုတော့ဆင်းလိုက်ပြီဝါးဆက်ဆောက်ဆုံးဝင်ချင်းဒီမီးအိမ်လေးသဘောကျရမ်းလာပဲဒါလေးဆိုနန်းကရုပ်ရှင်ထဲမှာလည်းမြင်မှုတာအပြင်မှာမမြင်ဘူးဒါခုမှပထမဆုံးမြင်မှုတာဆိုအရင်စိတ်ထဲဝင်ကြည့်မယ်ဝါးအရန်မိုက်တာပဲလုံးဝဘယင်မလို့อ่ะအာဒီမှာလုံးဝဒီရဲ့အနုပညာကလုံးဝရှေးဟောင်းဆန်ပြီးတော့ဆိုနေလို့တစ်ခါမှမမြင်ဘူးတဲ့အရာလေးပေါ့ဆိုနေတစ်ခါမှဒီလိုမျိုးပုံစံမျိုးလေးမမြင်ဘူးမထိတွေ့ဘူးဒီလိုဟာလေးကအရန်လာတာပဲဒီအခန်းကတော့ C2 အခန်းပဲဖြစ်ပါတယ်ဒီအခန်းကို C2 အခန်းလို့ခေါ်ပါတယ်ပကံဖျားရဲ့ဒီမှာကြည့်မင်းလဲလေးနွားလဲလေးဝေါ like ပကိုရာတပင်အရန်လာတာပဲဝေါလုံးဝ luxury ရှေးဟောင်း luxury ဝေါဒီမှာက twin နဲ့ double နဲ့ရှိရယ်အခုခဲဆိုရင်တော့ twin ပေါ့နော်အဲ့တော့စနန်ကသူတို့ welcome လုပ်ထားတဲ့ဟာလေးကိုကြည့်ပါအောင် yeah မကြည့်မယ် like Mohana ဒါလေးကြိုက်တယ်ဆွနန်းကအဲ့လိုမျိုးဂါရန်ပုံစံလေးဆိုအရန်သဘောကျတယ်မလားပြโอเคဒါအခုဆွနန်းတို့ကဒါအနောက်ပေါက်ပေါ့နော်အနောက်ကနေထွက်လာမယ်ဆိုအရှိကိုပြန်ရောက်လာညနေ coffee နဲ့ like chillအရန်မိုက်တယ်အရန်ဒါဆိုရင်တော့ဒီအခန်းဆိုရင်တော့ double bedroom ပဲဖြစ်ပါတယ် yeah နည်းနည်းအလှဒီမှာ flat TV အကြီးပဲအော်ဒီရှိမှာ green box ရှိရယ်ဒီမှာဆိုရင်လည်းအခုနအတိုင်းရောပေါ့နော် green box ရှိရယ်ဒီကနေထွက်ပြီးတော့သွားလို့ရတယ်အဲ့တော့အရန်လာတယ်လုံးဝ luxury room wow ဆိုတော့အခုမှသဘောပေါက်တယ်ပေါ့နော်ဒီအခန်းလေးရဲ့ပုံစံလေးကဘယ်လိုမျိုးလေးလဲဆိုတော့အခုဆိုနန်းတို့အစအဆုံးဝင်လာမယ်ဆိုဒီကနေဝင်လာတယ်ဝင်စမ်းဒီမှာရှိတဲ့ဒီဧကန်ကြီးကိုမြင်ရတယ်ဧကန်ရဲ့အလှရိုးရာဘယ်လိုပြောမလဲအနုပညာလက်ရာအဲ့ဒါလေးကိုမြင်ရတယ်ပြီးရတဲ့ဟိုးမှာတစ်ခန်းဟိုဘက်အခန်းကကြတော့ဟိုဘက်အခန်းကကြတော့ twin အခန်းပြီးဟိုးမှာတစ်ခန်းခုနဆိုနေထွက်လာတဲ့အခန်းအဲ့အခန်းကကြတော့ double bedroom အဲ့တော့ဒီအခန်းရဲ့အနှစ်သာရကဒီအခန်းထဲမှာပဲအများကြီးရှိရပေါ့နော်သုံးခန်းဆက်ထားတာတကယ်လို့စနေတစ်ခုပြအောင်မယ်လုံးဝ family တွေလာတယ်ဆိုရင်စနေပြမယ်ဒီလိုလေးဖွင့်လာလိုက် okay ဒီလိုလေးဖွင့်လာလိုက် okay အိမ်ဖြစ်သွားပြီ like feelings ကလုံးဝ hotel ကိုရောက်နေတဲ့ feelings မဟုတ်ဘူးဘယ်လိုမျိုးလဲဆိုတော့ family type မျိုး family feelings like couple လာမယ်ဆိုရင် family လိုက်လာမယ်ဆိုရင် friends နဲ့လာမယ် chill လုပ်မယ်ဆိုရင် okay အခုဆိုနန်းရ suite 2အခန်းလေးကိုပြပြီးသွားတာပဲဖြစ်ပါတယ်အခုဆိုနန်းက villa room ကိုတက်ပြမှာဖြစ်ပါတယ်အဲ့တော့အဲ့အခန်းလေးကလည်းဘယ်လိုမျိုးပုံစံလေးလဲဆိုတော့မကြည့်ရအောင်အခုဆိုနန်းက suite 2 room ကနေပြန်ပြီးတော့ villa room ကိုသွားမှာဖြစ်ပါတယ်
ဘယ်လိုပြောမလဲဂါရိုင်းတစ်ခုလုံးပတ်နေရကားလဲစီးရတယ်ဘယ်လိုပြောမလဲတော့အရန်ဟိုမှာမိုက်တယ်ပန်းချန်ဥယျာဉ်ကိုပတ်နေရတယ်လို့ပဲအဲ့တော့အခန်းအရှိကိုလည်းရောက်တော့အဲ့ဒီအခန်းကဘယ်လိုပုံစံမျိုးဖြစ်မလဲတော့မသိဘူးအခုနအခန်းကတော့ဆိုနေအရန်ကြိုက်တယ်အရန်လာတယ်ဝေါစီစီပဲအခန်း90ဆိုပါလေဒီလိုနှစ်ခုဆက်တာဟုတ်ဆွေရရှစ်ခန်းပေါ့ဆွေရရှစ်ခန်းဒီလား82ခန်းဒီလား82ခန်းဘယ်လိုပြောမလဲပကံရဲ့ fee အပြည့်အဝခံစားရပကံရဲ့အနှစ်သာရသူ့ရဲ့ရိုးရာသူ့ရဲ့လက်မှုပညာအရာအားလုံးကိုကိုကအမြင်တွေ့ရတယ်ခံစားရတယ်ဆိုအရန်ကိုလည်းဝမ်းသာပါတယ်ကိုတစ်ခါမှမမြင်ဘူးတဲ့အရာလေးမြင်တွေ့ရတဲ့အတွက်ဝေါခိုင်းနေတော်တော်ကြီးရပဲနန်ကဒါဗီလာရုံးကိုရောက်ပြီပေါ့နော်အခန်းထဲဝင်ကြည့်လိုက်အောင်အခန်းရဲ့ပုံစံကဘယ်လိုပုံစံလေးလဲဆိုတော့အခုနအခန်းထဲရောတူနေလားဒါမှမဟုတ်တစ်ခုခုထူးခြားနေရပေါ့ဒီအခန်းလေးကလည်းတော်တော်လေးကျယ်ပါတယ်ဒါနှစ်ယောက်တည်းအေးစင်နားယူမယ်ဆိုလဲအဆင်ပြေတယ်တစ်ယောက်တည်းတဲမယ်ဆိုလဲအဆင်ပြေတယ်အော်ခုမှတခြားတတိထားမိတယ်ဒါဆိုရင်ဒါဆွန်နန်းတို့မြန်မာလူမျိုးတွေအမျိုးသားတွေဝတ်တဲ့ဒါလုံကြီးပေါ့နော်ဒီလုံကြီးကတော့ဘယ်လိုမျိုးလဲစောင့်ပုံစံမျိုးလေးသူကဒီဇိုင်းလေးထွင်တာ like မြန်မာ fashion လို့လည်းခေါ်လို့ရတယ်ဒီမှာ like ကြရေးဆိုရင်လည်းမြန်မာလူမျိုးတွေရဲ့မြန်မာဆိုတဲ့အနှစ်သာရအပြည့်အဝကိုရတယ်ပြီးတော့နောက်တစ်ခုကဒါဆိုရင်တော့ဆွန်နန်းတို့ဖြာပေါ့နော်ဆွန်နန်းတို့အိတ်မယ်ဆိုရင်အဲ့လိုအေးလေးချမ်းမြော်မှာအိတ်မယ်ဆိုရင်ဒီလိုဖြာလေးတွေခင်းပြီးအိတ်ကြတယ်အဲ့ဖြာလေးတွေကိုလည်းဒီဗီဒီယိုမှာဒီဇိုင်းဖော်ထားတယ်တမူထူးဆန်းတဲ့ပုံစံမျိုးလေးလုပ်ထားတာပေါ့နော်ဆွန်နန်းတို့မြင်နေကြဆိုရင်တော့ခင်းအိတ်တာဒါပေမဲ့သူကဒီဇိုင်းဖော်လိုက်တာဆွန်နန်းအခု toilet လေးကိုဖြာမှဖြစ်ပါတယ်ဆွန်နန်းလက်စီလိုက်အောင်မယ်ဒီဟိုတယ်ကဆိုရင်တော့ဒီရေချိုးကန်ဆိုလဲကျင်လေးဟုတ်မနေဘူးကျဲတယ်အေးစေးချိုးလို့ရတယ်ပေါ့နော်ဒီမှာဘတ်တက်ဆိုရင်လည်းဒါအကြီးကြီးပဲဝေါမှန်ဆိုရင်လည်းဒီမှာအကြီးပဲလုံးဝကိုယ်ဖိုတိုရိုက်မယ်ဆိုရင်လည်းအဆင်ပြေတယ်အရန်လည်းလာတယ်ဒီမှာရေချိုးကန် like အရန်လာတယ်စနက်တစ်ခုပြောဝေးကြံနေရဲ့ဒီအခန်းလေးရဆိုရင်တော့ဒါကကြတော့ double room ပေါ့နော်ဟိုဘက်မှာကြတော့ twin room အဲ့တော့ကျွန်တော်တို့ဒီအခန်းမှာလည်းတည်လို့ရတယ်တကယ်လို့မိသားစုများတယ်ဆိုရင်ဟိုဘက်အခန်းအောင်မှာယူလို့ရတယ်နှခမ်းတွဲရဖြစ်သွားတာပေါ့နော်ဒီဘက်နဲ့ဟိုဘက်နဲ့ကူးလို့ရတယ်ဒီတကားလေးဖွင့်လိုက်ရင်ပေါ့နော်အဲ့တော့ဒီအခန်းလေးကတော်တော်ကြီးကိုလှပါတယ်ဆိုတော့လည်းအရန်သဘောကျပါတယ်အခုဆိုနေဝတ်ထားတဲ့ outfit လေးကိုကြည့်လိုက်ပါအခုနဆိုနေကဟိုတယ်ထဲကိုဝင်ချင်းပေါ့နော်အဲ့ရေကူးကန်လေးကိုပြခဲ့တယ်အခုဆိုနေဘာလုပ်မလဲဆိုတော့လိုက်ကြည့်လိုက်တာ
ဒီဟိုတယ်မှာတည့်ရတာအရင်လည်းပြောဆိုနေအခုတည့်တဲ့ဟိုတယ်လေးရဆိုအရင်လည်းအဆင်ပြေအခန်းကလည်းအခြေပဲလုံးဝ luxury ဆိုနေရဲ့အချိုက်ပေါ့နော်ဟိုတယ်လေးရဆိုရင် Bagan Lounge မြန်မာဟိုတယ်ပဲဖြစ်ပါတယ်ရှင်အဲ့တော့နောက်ချက် Bagan မှာရှိတဲ့စိတ်ဝင်စားစရာအရာလေးတွေဆိုနေကားလိုက်ပြီးတော့ပြတ်မှာဖြစ်တဲ့အတွက်စောင့်မျှော်ပေးပါအောင်နော်အဲ့တော့ဆိုနေရဲ့ဒီဗီဒီယိုလေးကိုရှင်းပြတတ်မယ်လို့ထင်ပါတယ်ဆိုနေရဲ့ဒီ Instagram မြန်မာ channel ကို like and subscribe လုပ်လို့မမေ့ပါနဲ့နော် bye bye